안녕하세요, 여러분. 아름의 밍라바. 구르가까지로 한자리 듣고 뼈뼈비마비 피바래. 뼈뼈비매 한자리가로 일석이조. 일석이조 소리 데이베베 피바래. 사글롱리베 피바래. 또 에데이베리오 이메 벽에 뒤에 이야기리오 이에 같이 라이 밤에. 학교에서 내 친구 동수를 만났다. 학교에서 짜오마 내 친구 나의 등에진 동수를 만났다. 동수고 되성에 바래 되게 바래. 나는 동수에게 수업이 끝난 후에 함께 점심을 먹자고 했다. 나가 동수고 딴비에 가 두루니레자 사자야 앙루 벽에 바래. 내가 한 텐 내겠다고 했더니 동순이 무슨 좋은 일이 있느냐고 물었다. 나가 다가가매 룰레 펴라이더 동수가 ဘလို့ကောင်းတဲ့ကိစ္စရှိလို့လဲဆိုပြီးတော့မှမေးခဲ့ပါတယ်. 그래서 알아자몰로 나는 나가 어제 있었던 일이 이야기를 해줬다. 알아자몰로 나 머니가ဖြစ်ခဲ့တဲ့ အကြောင်းကိစ္စလေးကို ပြောပြပေးခဲ့ပါတယ်တဲ့. 그래서 누가 ဖြစ်လဲဆိုတာလေးဆက်ကြည့်မယ်. 나는 매일 지하철을 타고 집에 간다. 나니랑 미야비야 다시비러 임변 말해. 어제도 집에 가려고 지하철역에 가는데 그곳에서 큰 가방을 들고 가시는 할머니를 봤다. မနေ့ကလည်းပဲအိမ်ကိုပြန်မလို့ဆိုပြီးတော့မှမြောက်ရထားဘူးရာယုံကိုသွားတာတဲ့အဲ့ဒီမှာလွယ်အကြီးကြီးကို떼ပြီးတော့မှသွားနေတဲ့ 할머니를 조금 걷다가는 막 계단에 앉아서 쉬셨다. 아빠가 루도아래 레갈리마 보노 란샤우데 레갈리마 타임비오마 나유니게 말해. 할머니의 가방은 아주 무거워 보여지만 도와주는 사람이 아무도 없었다. 아빠의 뇌가 얀 리를 루틴야 베메레. 운이 베메 루티야마 마시바우레. 텐야 베메 뭐노? 리레 보미야 베메. 나는 버스 전유장까지 할머니의 가방을 들어드렸다. 알아, 나가 바스가 한 바탕이 아빠의 뇌이고 대비게 말해. 그런데 나는 차가 고장이 나서 지하철로 퇴근하시던 아버지가 할머니 도와드리는 나를 보셨다. 나네 번호 까삐아도알로래. 미야기야 다네 엘로우센라레 앞에야 아파하고 군이비니래 나오 되게. 집에 돌아온 앵오 변라레 아버지는 앞에가 내가 무척 자랑스러웠다고 칭찬하면서 용돈을 주셨다. 앵오 변라레 앞에야 랭아오 아시안 공유래로 친구비에 가자로 몽고비게 말이래. 나는 할머니를 도와드려서 기분을 좋았고, 그래. 착한 일이 했다고 아버지한테 용돈을 받다다. 나가 아빠 군이 별로 세컨 사절에 깡비로 말해. 에러 지나래 깡내ကိစ္စ တစ်ခုကို လုပ်ခဲ့လို့ဖေ가ဖေစီကနေပြီးတော့မှမုံဘိုးလည်းရခဲ့ပါတယ်ဆိုပြီးတော့မှသူကပြောပြလိုက်တာပေါ့နော်သူမနေ့ကဖြစ်ခဲ့တဲ့အကြောင်းကိုသူ့ရဲ့တငယ်ချင်းကိုပြောပြတယ်ပြောပြတဲ့အခါမှာသူ့တငယ်ချင်းကဘာပြန်ပြောလဲဆိုတော့네 이야기된 들은 정아의 아자야고 나타내는 동수가 래 이런 것이 에딜로 아야고 래 바로 블로 콜레스로 일석이조라고 했다. 일석이조로 거말이래. 에러 일석이조의 에데베가 개들롱네네 ngănကောင် ဖြစ်တာပေါ့နော်ကိုလှုပ်လိုက်တဲ့ကိစ္စတစ်ခုတည်းပဲဒါပေမဲ့ကိုယ့်စီမှာအကျိုးသက်ရောက်မှုကနှစ်ခုရသွားတဲ့အခါကိုပြောတာပါအဲ့တော့မြန်မာမှာဆိုလို့ရှိရင်တော့ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်လေးဖြစ်သွားမှာပေါ့နော်အဲ့တော့ဒါဆိုရင်တော့သူ့ကိုဒီ ilsoki ကြိုဆိုတဲ့စကားလုံးလေးကိုမှတ်မိအောင်လို့ဆိုပြီးတော့ဒီလိုမျိုး iyagi စကားပြောလေးနဲ့ပြောပြထားတာပဲဖြစ်ပါတယ်အဲ့တော့မှတ်ရမှာကတော့ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ပါကောင်းတဲ့ကိုကလှုပ်လိုက်တဲ့ကိစ္စတစ်ခုကြောင့်ကို့မှာအကျိုးကျေးဇူးနှစ်ခုရတဲ့အချိန်မျိုးလေးမှာသုံးပါတယ်အဲ့တော့ဒီမှာလေးပေါ့နော်ဒီမှာရေးထားတယ် 일석이조 ဆိုပြီးတော့မှသူကဘာပြောထားလဲဆိုတော့ 동시에 두 가지 있던 봄အဲ့ဆိုတော့တစ်ချိန်တည်းမှာပဲပေါ့နော်အဲ့လိုကိစ္စနှစ်ခုအကျိုးကျေးဇူးနှစ်ခုခံစားရတဲ့အကြောင်းအရာလေးကိုပြောတာပဲဖြစ်ပါတယ်တဲ့ 일석이조는 네, 아마도 돌 한 개로ဆိုတာက 개တစ်လုံးနဲ့새 두 마리는 넷나가옹고래 잡는다 뜻이래요. 그래서 잡는다는ဆိုတာက ပြစ်မိတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်တဲ့ခဏပြောလိုက်တယ်လို့ပဲပေါ့နော်ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်မိတဲ့အဓိပ္ပာယ်ပါ
시험을 잘 보며 기분도 좋고 장학금도 받으니 일석이조예요. စာမှုဝေး ကောင်းကောင်း ဖြေနိုင်ရင်တဲ့ စိတ်ခံစားချက်လည်း ကောင်းပြီးတော့မှ ဒီ scholarship ဒါ ပညာသင်ဆု ရလို့ရှိရင်လည်း ဒါ 일석이조 လို့ပဲခေါ်တယ်ပေါ့နော် အဲ့တော့ ဒါဆိုလဲ ကိစ္စကောင်းကျိုးနှစ်ခု ခံစားရတဲ့ဟာမျိုးက 일석이조 ပါ နောက်တစ်ခုထပ်ပြီးတော့ရှင်းပြထားပါတယ်. 도서관에서 알바리트를 하면 책도 많이 읽고 용도도 볼 수 있으니까 일석이조예요. ဒါပါလေ 도서관에서 စာကြည့်တိုင်းမှာတဲ့ အချိန်ပိုင်းလုပ်ရင်းနဲ့တဲ့ စာအုပ်တွေလည်း အများကြီးဖတ်ရပြီးတော့မှ မုံဘိုးလည်း စုဆောင်းနိုင်တဲ့အတွက်ကြောင့်မို့လို့ ဒါလည်း အကျိုးကျေးဇူးနှစ်ခုကို ခံစားရတာဖြစ်တဲ့အတွက် 일석이조 ပါ အဲ့တော့ ကောင်းကျိုးနှစ်ခု ခံစားရတဲ့အဓိပ္ပာယ်ပါ အဲ့ဒါဆိုလို့ရှင်တော့ 일석이조의 ဒီအဓိပ္ပာယ်လေးကိုနားလည်သွားမယ်လို့ထင်ပါတယ်. မြန်မာလို ဒီတိုင်း စကားပြောလေးဆိုရင်တော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို ဖမ်းမိတဲ့အဓိပ္ပာယ်ပါ. ကိုလှုပ်လိုက်တဲ့ကိစ္စကတစ်ခုတည်း ဒါပေမဲ့ ကို့မှာအကျိုးကျေးဇူးက နှစ်ခုသက်ရောက်တဲ့အခြေအနေမျိုးလေးကိုပြောတာပဲဖြစ်ပါတယ်. အားလုံးပဲရမယ်လို့ထင်ပါတယ်. နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်. Bye bye.